မေကတော့ဟိုမေဆိုတာဘာတူလဲမသိတဲ့တခြားခြားရှိအောင်မှသူထွက်လာတဲ့အချိန်မှာထင်းနေတာပဲအဲ့ဒါဘာတူလဲလို့မေးယူရတယ်ဆိုတော့မေရဲ့ထင်ပေါ်မှုကတော့စင်ပေါ်မှာပြောစရာမရှိပါဘူး ကြော်လဲလာတယ်နော် ကြော်လဲလှတယ်အမအားပေးနေတာဒီနေပြည်တော်တွေ့နေပြည်တော်တယောက်မိုက်တယ်ပြီးတော့နောက်နံပါတ်30ခွန်နံပါတ်30ခွန်လဲမိုက်တယ်ပြီးတော့နံပါတ်လေးတွေမှတ်ထားတယ် ဘာလို့ဘောကြပြီးတိကျလေးကြည့်ရတယ် နာမည်တွေနဲ့မရင်းနှီးသေးဘူးဆိုတော့ ဟုတ်ကဲ့ပါဘာဖြစ်လဲ နာမည်နဲ့မြို့တွေမှတ်ထားတယ် yes ဟုတ်ဒါဖြစ် ကြောက်ဖြူလဲကြောက်ပြောတဲ့ကြောက်ဖြူ နော်